ဒါလေးကဘာလေးလဲဆိုတော့ကျွန်တော်တို့2900အတွက် bracket လေးပါခင်ဗျာเนาะ lithium 2900တွဲဖို့အတွက်ပါเนาะတွဲဖို့အတွက်ဆိုရင်ဘယ်လောက် AA ရမလဲဆိုတော့ A8 ဒီ parallel ကိုကြည့်ရမယ်ခင်ဗျာเนาะဘို့ဒီမှာ 3S ဒီတွဲဖို့ဒီမှာ၄လုံးဆိုတော့တွဲဖို့20 A8 ရမယ်ခင်ဗျာเนาะဒီ bracket လေးဒီလိုအပေါ်တစ်ခုပါမယ်အောက်တစ်ခုပါမယ်3500ပါခင်ဗျာဈေးလေးက3500ပါเนาะဒီလိုပုံစံလေးလုံးဝကြစ်လေးဖြစ်သွားမှာခင်ဗျာเนาะဒီ bracket ခံပြီးမှနီကယ်ကတော့ရိုက်လို့ရမှာပေါ့နော်ဒီလိုပုံစံလေးပါတသက်ကြီးရလည်းဖြစ်သွားမှာခင်ဗျာနော်အထဲပရီဆဲတစ်လုံးနဲ့တစ်လုံးကြားထဲမှာလည်းလေယာနဲ့လေးဟပါတယ်ခင်ဗျာနော်ဒီလိုမျိုးလေယာကြားကနေလေးပါတော့အပူတက်တာတာပေါ့ဟုတ်ကဲ့ဗျဒီလိုပုံစံလေးပါ 3D နဲ့ထုတ်ထားတာပါအဲလေးပျော့တော့ပျော့တယ်ခင်ဗျာနော်ဒါမဲ့တော်တော်အဆင်ပြေပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါ 3S တွဲဖို့2080ရတယ်ခင်ဗျာနော်2900ဆိုရင်ဟုတ်ကဲ့ပါဒီလိုပုံစံလေးပါ2900လည်း EVE version 1 12500ပါခင်ဗျာเนาะတစ်လုံးသေးဘူးပေါ့เนาะအများကြီးရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီ bracket လေး3500ပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ